ကိုယ့်ရဲ့နာကျင်မှုတွေကိုယ့်ရဲ့စိတ်ပင်ပန်းမှုတွေကို့မှာပဲဆုံးသက်လိုက်တော့သူများစီသွားပြီးထပ်မပေးနဲ့တော့ကိုတစ္ဆာဖောက်ခံရတယ် right okay အဲ့ဒါကိုသွားပြီးသူများကိုတစ္ဆာပြန်မဖောက်နဲ့တော့တန်တရားကြီးလိန်နေမပြီးနိုင်တော့လောကကြီးမှာလေကိုမလို့ခြင်းနဲ့နာကျင်မှုတွေအကုန်လုံးကိုသူများကိုလည်းသွားပြီးမလုပ်ဘူးဆိုရင်လေတိတ်ပြီးတော့နေလို့ကောင်းပါသေးလားဒါပေမဲ့မရအောင်လေနော်ကိုရီးယားလူတွေပဲဟုတ်တယ်မလားအဲ့တော့ဒီရက်ပိုင်းမှာဆိုရင်လေအသေးခွဲခံရတဲ့လူတွေ ghost ခံရတဲ့သူတွေတစ္ဆာဖောက်ခံရတဲ့သူတွေအိမ်တော်ကြီးဖောက်ပြန်တာတွေအများကြီးကြားရတွေ့ရကြုံရတယ်ပေါ့နော်အဲ့တော့ကိုယ်လည်းရောက်ခဲ့လို့ကိုခံရတယ်ဆိုရင်လည်းပဲဒီလိုလေးတွေးလိုက်ပေါ့နော်အော်ထားသွားချင်တဲ့သူရဲ့ရင်ထဲမှာလည်းထားသွားချင်တဲ့အကြောင်းရင်းရှိနေမှာပဲလေဒါကြောင့်ခွင့်လွတ်ပေးလိုက်ရအောင်ပေါ့နော်ကိုလောက်ခံရတယ်လို့သူများသွားပြီးလုပ်နေရဆိုရင်လေဘယ်လိုလုပ်ပြီးတော့မှငြိမ်းချမ်းတော့မှာလဲဟုတ်တယ်မလားကိုတော့မလို့ချင်ဘူးမလားအဲ့ကိုမလို့ချင်တဲ့အရာတွေအားလုံးကိုလေကိုနဲ့ပဲဆုံးသက်လိုက်ရင်မကောင်းလားဒါတော့အဲ့လိုပဲတွေးတယ်ကိုပေါ်မှာဖောက်ပြန်သွားတဲ့သူကိုပေါ်မှာတစ္ဆာမရှိတဲ့သူကိုပေါ်မှာအနိုင်ယူတဲ့သူအားလုံးကိုလေဒီလားဘယ်လိုတွေးလိုက်လဲဆိုဩသူတို့မှလည်းဒီလိုလုပ်ဖို့အတွက်အကြောင်းပြချက်ခိုင်ခိုင်လုံလုံရှိမှာပဲလေအဲ့တော့ကိုကသူတို့ရဲ့လုပ်ရက်တွေအကုန်လုံးကိုခံစားပြီးနာကျင်ပြီးတော့လေအမြင့်တွေ့ပြီးမှအမုန်းတွေပွားမနေတော့ဘဲနဲ့ခွင့်လွတ်ပေးလိုက်တာဒါကြတော့ခရစ်ယာန်ဖြစ်တဲ့အတွက်ဘာလုပ်လဲဆိုတော့လေဆုတောင်းပေးလိုက်တယ်ပေါ့နော်ကိုယ့်ရဲ့ဖျားစီမှာသူတို့ကိုသူမမဟုတ်သူ့ရဲ့မိသားစုအကုန်လုံးကိုလည်းခွင့်လွတ်ပေးပြီးတော့ဆုတောင်းပေးတယ်ကောင်းချီးပေးလိုက်တယ်ဒီလိုနီးနဲ့ကိုလွတ်မြောက်အောင်ကြိုးစားတယ်ဘာလို့မှလဲနော်ပူလောင်နေလေနော်အရန်ပင်မန်းတယ်လူတယောက်ကိုမုန်းကြည့်လိုက်နော်တေးအောင်နာကျင်တာသူ့ရဲ့လှုပ်ရက်တွေသူ့ရဲ့ပြုံမှုတွေသူ့ရဲ့ပြောဆိုတွေလိုက်ကြည့်ပြီးတော့မှလေကိုပဲနာကျင်တာသူကတော့တိလားမတိလားမသိဘူးနော်ကိုပဲအဲ့တော့ပြောပြချင်တာကိုချစ်ပြီးတော့ကိုအေးချမ်းချမ်းလေးနေလိုက်မကောင်းလားကိုရဲ့နာကျင်မှုတွေကိုရဲ့စိတ်ပင်ပန်းမှုတွေကိုမှာပဲဆုံးသက်လိုက်တော့သူများစီသွားပြီးထပ်မပေးနဲ့တော့ကိုတစ္ဆာဖောက်ခံရတယ် right okay အဲ့ဒါကိုသွားပြီးသူများကိုတစ္ဆာပြန်မဖောက်နဲ့တော့တန်တရားကြီးလိန်နေမပြီးနိုင်တော့ကိုကပဲသိရမလားသဘောထားကြည့်ရတော့မဟုတ်ဘူးနော်ကိုဘာကိုအေးချမ်းအောင်နေနဲ့ခွင့်လွတ်ပေးလိုက်ဒါဆိုအများကြီးအဆင်ပြေပြီးနေလို့ကောင်းပါအခုပြောပြနေတဲ့ဟာလေဇာကိုရိုင်းကျင့်သုံးနေတဲ့အကြောင်းအရာပေါ့နော်အဲ့တော့အဆင်ပြေရဆိုရင်ယူသွားလို့ရတယ်အဆင်မပြေဘူးဆိုရင်တော့ကြော်သွားပြီးထားခဲ့လို့ရပါတယ် love you guys bye bye